ကို page မှာအခုလိုမျိုး professional channel social media channel အားလုံးကို link တစ်ခုတည်းနဲ့တွေ့ရမယ်ဆိုလို့ရှိရင် page ကနေတည်တဲ့ customer တွေက TikTok နဲ့ YouTube တို့ကိုလည်းအလွယ်တကူ channel မှာဖြစ်တယ်လို့ YouTube တို့ TikTok တို့ကလည်းတည်တဲ့ customer တွေကလည်းကို page ကိုအလွယ်တကူ channel မှာပဲဖြစ်ပါတယ်။ကိုလုပ်ငန်းမှာ Facebook page အပြင် TikTok account တစ်ခုတည်းသာမကပဲအခြားသော YouTube တို့ Instagram တို့ social media channel အများကြီးကိုလည်းတွေ့ထားခြင်းနဲ့ဆိုရင်တော့အခုလိုပုံစံလေးနဲ့တွေ့လို့ရမှာဖြစ်ပါတယ်။ဒီလို all in one လေးကိုကိုယ့်ရဲ့ page မှာတွေ့ရမယ်ဆိုလို့ရှိရင်ကို page ကတည်တဲ့ customer တွေကလည်းကိုယ့်ရဲ့ YouTube တို့ TikTok တို့ Instagram တို့ကိုလည်းအလွယ်တကူ channel မှာဖြစ်တယ်လို့ TikTok တို့ YouTube တို့က customer တွေကလည်းကို page ကိုအလွယ်တကူ channel မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလို professional channel all in one လေးကိုကို page မှာတွေ့ရခြင်းနဲ့ဆိုရင်တော့ဒီ video လေးကိုကြည့်ပြီးလို့ရပါတယ်။ Okay all in one လေးကိုတွေ့မယ်ဆိုရင် Google ကိုအရင်ဆုံးဝင်လိုက်ပါမယ်။ပြီးဒီနေရာမှာ link tree ဆိုပြီးတော့ရိုက်လိုက်ပါမယ်။ဒီနေရာမှာမြင်ရတဲ့အစိမ်းရောင် link tree ဆိုတဲ့ website လေးကိုဝင်ပြရမှာဖြစ်ပါတယ်။ Okay ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင် sign up အရင်လုပ်ပြရမှာဖြစ်ပါတယ်။ကျွန်တော်တို့မှာရှိတဲ့ Google account နဲ့လည်း sign up လုပ်လို့ရပါတယ်။ဒါကြောင့်မို့ Google ကိုကျွန်တော်ကတော့နှိပ်လိုက်ပါမယ်။ပြီးရင် confirm နဲ့ထပ်ပြီးတော့နှိပ်ပါမယ်။ Okay ဒီနေရာလေးမှာ all in one link ကိုတောင်းတဲ့နေရာမှာအပေါ်ထိပ်ဆုံးမှာပေါ်မယ်နာမည်လေးဖြစ်ပါတယ်။ဒါကြောင့်မို့ကိုကြိုက်တဲ့နာမည်လေးကိုပြီးလို့ရပါတယ်။ကျွန်တော်ကတော့ standard ဖြစ်တဲ့အတွက်အခုလိုမျိုး tag ဆိုပြီးတော့ခဏလေးနဲ့ထည့်လိုက်ပါမယ်။ပြီးရင် continue ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေရာမှာသူကဘယ်လို category ကိုသုံးမှလဲကိုမေးတာဖြစ်ပါတယ်။ကျွန်တော် personal သုံးပါလား။ကျွန်တော် business တော့သုံးပါလား။ creator လုပ်မှလားဆိုပြီးတော့မေးတာဖြစ်ပါတယ်။ကိုကြိုက်တာကိုယူလို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာ business ကိုယူလိုက်ပါမယ်။ပြီးရင် continue ကိုနှိပ်ပါမယ်။ပြီးရင်ကျွန်တော်ဒီမှာ 73 trial သုံးပါလားလို့မေးတာဖြစ်ပါတယ်ကျွန်တော်ကတော့မသုံးတော့ပါဘူး free ပဲသုံးပါဖြစ်တဲ့အတွက် skip ကိုနှိပ်ပြီးလို့ရပါတယ် Okay ဒါတော့ကျွန်တော်ညာဘက် slide လေးထပ်ပြီးတော့ဆွဲလိုက်ပါမယ်ဒီနေရာမှာ free ဆိုတာတွေ့မြင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် get started ကိုနှိပ်ပြရမှာဖြစ်ပါတယ် Okay ဒါလေးတွေကတော့ကိုလိုချင်တဲ့ themes လေးတွေကိုဒါရွေးလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာ themes တွေအများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ themes တစ်ခုကိုရွေးပြီးတော့ဒါ customize လုပ်လို့ရမှာဖြစ်ပါတယ် themes လေးတစ်ခုကိုရွေးလိုက်ပါမယ်ပြီးလို့ရှိရင် start with this template ကိုနှိပ်ပြရမှာဖြစ်ပါတယ် Okay ဒါကတော့ကိုယ့်ရဲ့ဒီ all in one လေးမှာဘယ်လို platform လေးတွေကိုဒါထည့်ကျင်နေဆိုပြီးသူကမေးတာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာ TikTok ထည့်လိုက်မယ်ပြီးလို့ရှိရင် Facebook ထည့်လိုက်မယ်ပြီးလို့ရှိရင် YouTube ထည့်ပါမယ်ကိုကြိုက်တဲ့အရာလေးတွေဒီမှာအများကြီးရှိပါတယ်ထပ်ပြီးတော့ထည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီသုံးခုနဲ့ဆက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကိုစိတ်ကြရွေးသွားရင်ဆိုလို့ရှိရင် continue ကိုနှိပ်ပြရမှာဖြစ်ပါတယ်အဲ့တော့သူက TikTok ရဲ့ဒါ user name ကိုအရင်ဆုံးမေးတာဖြစ်ပါတယ်ဒါကြောင့်မို့ TikTok account ကိုဝင်ပါမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာရှိတဲ့ user name လေးရှိပါတယ်ဒါလေးကိုနည်းနည်းခက်ကြကြလေးပြလိုက်မယ်ဆိုရင် auto ဒါ copy ကူးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာလေးကိုဖြည့်ထားလိုက်ပါမယ်ဒါဆိုရင် auto copy ရသွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ link tree ကိုပြန်လာပါမယ်ဒီနေရာမှာကျွန်တော်တို့ paste လုပ်လိုက်ပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ Facebook ဒါ page name ကိုထည့်ချင်လို့လည်းရပါတယ်ဒါကြောင့်မို့ Facebook ကိုသွားလိုက်ပါမယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော် page link ကိုဒါ copy ယူမှာဖြစ်တဲ့အတွက်ဒီနေရာမှာရှိတဲ့ 3 dot လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်လို့ရှိရင်အောက်ဆုံးကိုသွားပြီးတော့ဒီနေရာမှာကျွန်တော်တို့ဥကျင်နဲ့ copy တဲ့ link ကိုနှိပ်ပေးလိုက်ရင်ရပါပြီ continue ကိုနှိပ်ပါမယ်ဒီနေရာမှာ facebook.com ကနှစ်ခုထပ်နေတဲ့အတွက်ကျွန်တော်ထပ်ပြီးတော့ဒီ facebook.com လေးကိုဖြတ်ပေးရမှာဖြစ်ပါတယ် Okay ဒါဆိုရင် facebook.com လေးကိုဖြတ်ပြီးပါပြီအခုတိုင်းရရင်အဆင်ပြေပါပြီပြီးလို့ရှိရင် YouTube ကိုသွားပါမယ် YouTube လေးတွေကိုလည်း copy ကူးမယ်ဆိုလို့ရှိရင် YouTube ရဲ့ဒီနေရာမှာရှိတဲ့ user name လေးကိုဒါ click နှိပ်ပေးရမှာဖြစ်ပါတယ် Okay ဒါဆိုရင်အောက်မှာမြင်တွေ့ရတဲ့အတိုင်းအခုလိုမျိုး copy text လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဒါလေးကို copy ကူးလို့ရပါပြီ Okay ဒီຢာတွေအားလုံးကိုထည့်သွားဆိုလို့ရှိရင်ဒီအောက်မှာ additional ဆိုကိုထပ်ပြီးတော့ထည့်ချင်တာရှိတယ်ဆိုလို့ရှိရင်ဒီနေရာမှာထပ်ပြီးတော့ဖြည့်လို့ရမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီသုံးခုထည့်ပြီးသွားဖြစ်တဲ့အတွက်ကျွန်တော် continue ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ link tree ရဲ့အပေါ်ဆုံးဖောင်းမှာပေါ်မယ်ကျွန်တော်တို့ရဲ့ပုံစံလေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီ icon လေးမပေါ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ကို manually နဲ့ဒီ plus icon လေးကိုနှိပ်ပြီးတော့ကိုယ့် device ဆိုင်ကနေရှိတဲ့ဒီကိုယ့်ရဲ့ logo လေးကိုဒါထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ device ကိုရောက်သွားပါမယ်ဒီနေရာမှာကိုကြိုက်တဲ့ logo ကိုထည့်သွင်းပြီးလို့ရပါတယ်နော် Okay ပြီးလို့ရှိရင်ဒီနေရာလေးမှာတော့ကျွန်တော်တို့ရဲ့ all in one link လေးကိုကျွန်တော်ပြင်ချင်တဲ့ဆိုရင်လည်းပြင်လို့ရပါသေးတယ်ဒီနေရာကတော့ကျွန်တော် description bio လေးရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင် revise ဆိုပြီးတော့ကျွန်တော်ရေးခိုင်းလို့လည်းရပါတယ်ဒါတွေကတော့ကျွန်တော်တော့မရေးတော့ပါဘူးဒီလောက်ဆိုရင်လည်းတော်တော်အဆင်ပြေနေပါပြီဒါကြောင့်မလို့ continue ကိုနှိပ်လိုက်ပါမယ် Okay ဒီနေရာမှာ continue ပေးတဲ့ this link tree ကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ text လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပါမယ်ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ကိုပြင်ချင်တဲ့ link လေးရှိရဆိုရင်လည်းထပ်ပြင်လို့ရပါတယ်ကိုကနောက်ထပ်ပြီးတော့တိုးချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာမြင်ရတဲ့ plus icon လေးကိုနှိပ်ပေးပြီးတော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့ social account လေးထပ်ပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ်
ဒါဆိုရင်ကိုဒီနေရာမှာရွေးပြီးတော့ထပ်ချက်ချင်တဲ့ဟာလေးရှိမယ်ဆိုရင်လည်းအခုလိုမျိုးရွေးပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ် icon လေးတွေကိုချိန်ချင်တယ်ဆိုရင်လည်းပြန်ချိန်လို့ရပါတယ်ဥပမာ Facebook icon လေးကိုကျွန်တော်ထည့်ချင်တယ်ဆိုရင်ဒီနေရာမှာရှိတဲ့ Facebook ကိုပြင်ချင်တယ်ဆိုရင်ဒီနေရာမှာရှိတဲ့ဒါ image ပုံလေးကိုနှိပ်ပေးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီ icon မသုံးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ change ဆိုပြီးနှိပ်ပေးလို့ရပါတယ်အပေါ်ကတော့ကိုပိုင် thumbnail ကို upload လုပ်မှတော့ပြီးတာဖြစ်ပါတယ်အောက်ကတော့ကျွန်တော်တို့ကသူ့ရဲ့ပေးထားပြီးသား icon ကိုပဲအသုံးပြုပါမယ်ဒါကြောင့်မို့ choose from template icon ဆိုပြီးတော့နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ခုနက Facebook ဖြစ်တဲ့အတွက် Facebook ဆိုပြီးတော့ရလိုက်ပါမယ်ဒါဆိုရင် Facebook icon တစ်ခုကိုရပါပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံတိုင်း TikTok ကိုထပ်ပြီးတော့ချိန်မှန်ဆိုလို့ရှိရင်လည်း TikTok အောက်မှာရှိတဲ့ဒီ thumbnail တွေကိုနှိပ်ပေးလို့ရပါတယ်ဒီနေရာမှာ set thumbnail ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ထုံးစံတိုင်းပဲ choose ကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒီမှာ TikTok ဆိုပြီးထည့်ပါမယ်ဒါဆိုကိုကြိုက်တဲ့ TikTok icon လေးကိုဒါရွေးချယ်လိုက်လို့ရပါပြီပြီးလို့ရှိရင်ခုနတိုင်းပဲ YouTube ကိုချိန်မှန်ဆိုရင်လည်း YouTube icon လေးကိုနှိပ်လိုက်ပါမယ်โอเคဒါဆိုရင် icon လေးကိုကျွန်တော်ချိန်ပြီးပါပြီကျွန်တော်တို့ရဲ့ preview design လေးကိုပြန်ပြီးတော့ကြည့်ကြည့်ပါမယ်โอเคဒါဆိုရင်အခုလိုမျိုးပုံစံလေးရာဒါပို့ပြီးတော့ဒါ system ပို့ကြပါပြီ Facebook ပါပြီ TikTok ပါပြီ YouTube ဆိုတဲ့အရာလေးနဲ့သူကလည်းသူ customize ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒီလိုပုံစံလေးကျွန်တော်တို့ပြန်ချိန်လို့ရပါတယ်ဒါလေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအပေါ်ဆုံးမှာရှိတဲ့ဒီ button လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ link လေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီအရာလေးကိုကျွန်တော်တို့ upload တင်မှာလားဆိုပြီးမေးတာဖြစ်ပါတယ်ဒါလေးကိုလိုချင်တယ်ဆိုရင် copy ကိုနှိပ်ပေးလို့ရပါတယ်ပြီးလို့ရှိရင်သူကဒီမှာ QR တွေပါတယ်လေဒါထပ်ထုတ်လို့ရပါတယ်ကျွန်တော်တို့ကတော့ copy ပဲယူလိုက်ပါမယ်โอเคဒါလေးကို copy ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုပြောင်းကျင်တဲ့နေရာလေးကိုပြန်သွားထည့်လို့ရပါပြီโอเคခုနက copy ကူးရတဲ့ link လေးကိုကျွန်တော် Facebook page လေးမှာချိန်မှာဖြစ်ပါတယ်ဒါကြောင့်မို့ Facebook ကိုနားလိုက်ပါမယ်ပြီးလို့ရှိရင် Facebook page ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ about section ကိုနှိပ်ပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ singular about info ကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ add social link ဆိုတာကိုနှိပ်ပြရမှာဖြစ်ပါတယ်โอเคဒီနေရာလေးကိုရောက်ပြီဆိုရင်အောက်ဆုံးမှာရှိတဲ့ add new link ကိုနှိပ်ပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ website ကိုရွေးပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ခုနက copy ယူလာတဲ့ URL လေးကိုထည့်ပေးရမှာဖြစ်ပါတယ်โอเคဒါလေးထည့်ပြီးသွားဆိုရင်ဒီနေရာလေးမှာ custom ဆိုတာဖြစ်နေပါတယ်ဒါကိုကျွန်တော် public ပြန်ပြောင်းပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ custom ကိုနှိပ်လိုက်ပါမယ်ပြီးရင် public ကိုရွေးပေးရပါပြီโอเคဒါဆိုရင် public လည်းတောင်းလာပါပြီကျွန်တော် page ကိုပြန်သွားလို့ရပါပြီโอเคဒါဆိုရင်ကျွန်တော်ရဲ့ page မှာအခုလိုမျိုး link လေးတစ်ခုတွဲထားတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီ link ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ all in one link နေရာလေးကိုရောက်သွားမှာဖြစ်ပါတယ်ဒီ link လေးကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok ကိုသွားမလား YouTube ကိုသွားမလား Facebook ကိုသွားမလားကျွန်တော်စိတ်ကြိုက်ထည့်လို့ရမှာဖြစ်ပါတယ်ဒီနေရာမှာ9ခုလောက်ထည့်မယ်ဆိုလည်းအဆင်ပြေပါတယ်เนาะကျွန်တော်အခု TikTok ကိုထပ်ပြီးတော့ရွေးကြည့်ပါမယ်ဒါကြောင့်မို့ TikTok ကိုနှိပ်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ TikTok account တွေကိုဒါ auto ရောက်သွားမှာဖြစ်ပါတယ်ဗောနော်အခုလိုမျိုးကျွန်တော် all in one လေးကိုသုံးတဲ့ social media အားလုံးမှာထည့်ထားပေးမယ်ဆိုလို့ရှိရင်ကိုယ့်ကိုတည်တဲ့ customer တွေကနေကိုသွားတဲ့ social media platform အားလုံးကို like ပြီးတော့ follow လုပ်ပေးနိုင်မှာဖြစ်ပါတယ်အရင်လည်းလွယ်ပါတယ်ဒါလို့ကြည့်ပြီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ